ဆက်နဲ့ရိုက်ထားပါဗျာနော်ဒီမှာကြည့်လိုက်ရန်လေးတွေဆက်နဲ့ရိုက်ထားပါဗျာနော်သူကအဓိကဒီလိုအထိုင်ဖြစ်အောင်အရင်ဆုံးလုပ်တယ်ထိုင်ဖြစ်အောင်ညှိတယ်ညှိပြီးမှဆက်နဲ့ရန်ပေါ်အောင်ဆက်နဲ့ရိုက်တယ်ရိုက်ပြီးမှအခွန်ဖြူကိုဒီလိုအမဲကြောပုံစံမျိုးတဲပြကြောပုံစံမျိုးဖြစ်အောင်လုပ်ထားပါဗျာနော်ပြောတော့အစင်မြင့်နဲ့လောက်ကြောက်လို့ပြောဗျာနော်ဒါဘခုတုဒ္ဒဒီနေ့ပေးတာဗျာနော်